ရွှေလန်းခင်းနဲ့အလူတော်ဆိုတဲ့တေးပေါ့ဗျာနော်ဟုတ်ကဲ့ဒါဆရာရဲ့ကိုယ်တိုင်ရေးခဲ့တဲ့တေးသချင်းပါဗျာနော်ဒါကိုအလူရှင်လူမတီရဲ့အလူကြီးကလည်းမိသားစုအလူကြီးဖြစ်တဲ့အတွက်ကျွန်တော်ဆရာကသူကိုယ်တိုင်ရေးထားတဲ့တေးတစ်ပုဒ်နဲ့ဂုံပြုပါနော်ကဲတော့တေးသရှင်နှစ်ဦးကိုဖိတ်မှန်တကာပြုပါတယ်နော်ဟုတ်ကဲ့ကဲတော့ကိုကြီးနိုင်ကိုဖိတ်မှန်တကာပြုပါတယ်ဒါညီမငယ်လေးစမ်းစာလေးထုံးနေလူဖွဲတိုင်းမှာသင်လှကြိုင်ဆန်းနေပါရဲ့စေတနာတရားကျဲလူရှင်လူမကြီးတာလာရှင်ကြီးတွေရှင်းဆိုင်နဲ့လူလိုက်မယ်အောင်စီပြောတဲ့ညနေနောက်ရောကြမ်းမကွယ်နိဗ္ဗာန်မလားရှင်လန်းခင်းတာဖာပါလီတော့ဝေဆိုင်နေအလူကြီးလူရဲကြတယ်ဘာတော့သူ့မှာကြီးစပူတဝဲလူရဲကြတယ်လူရှင်တွေရဲ့စိတ်လာကြိုင်မင်္ဂလာဆိုင်နေအလူကြီးလူရဲကြတယ်အာရနေချိုင်ခေလိုက်နေရောက်လေဖြောပြည့်တိဆက်ခံမယ်ဖြောပြည့်တိဆက်ခံမယ်အများလေးကြိုက်တယ်လူဖွဲတိုင်းမှာစိတ်လှကြိုင်ဆန်းနေပါရဲ့စေတနာတရားကျဲအလူရှင်လူမကြီးတာလာရှင်ကြီးတွေရှင်းဆိုင်နဲ့လူလိုက်မယ်အောင်စီရောတဲ့ညနေနောက်ရောကြမ်းမကွယ်နိဗ္ဗာန်မလားရှင်လန်းခင်းကဟာပါလီတော့ဝေအလူကြီးလူရဲကြတယ်ပြောတာဘာဖြစ်မှာလဲစမုတဝဲလူရဲကြတယ်အလူရှင်တွေရဲ့စိတ်လာတိုင်းမင်္ဂလာဆိုင်နေအလူကြီးလူရဲကြတယ်အာရနေချိုင်ခေလိုက်နေရောက်လေဖြောပြည့်တိဆက်ခံမယ်ဖြောပြည့်တိဆက်ခံမယ်အများလေးကြိုက်တယ်အားလေးစိတ်လာချိုင်စိတ်လာချိုင်စိတ်လာချိုင်ဒီကလာဆိုင်ရမေကျွာသူရတာများရဲ့ရေလူတွေကကောင်းလို့ကောင်းဆောင်ရလူနေကြလို့ဘပေါင်းဆုံးမတွေအဝေးသူဒီမြတ်သူသာကိုလူကြတယ်အလူရှင်လူမကြီးကစေတနာကိုလို့ရဲ့စေရွာလုံးချစ်နေဒီပါမေဒီပါမေစိတ်ကတိုင်းမင်္ဂလာဆိုင်တဲ့ရုပ်တိကရဲ့ကတိဆက်လေမသွေးရွှေလန်းခင်းမဲ့ဒီရရွှေလန်းခင်းနိဗ္ဗာန်ကိုဒီမနိုင်လို့ရဲ့လက်တဲ့အောင်မြေသေးမဲ့ဟောကြောင့်ခွေတောင်းလန်းရမယ်ရွှေဘဘရေးတဲ့စာကရွှေလန်းခင်းတဲ့အလူတော်ကြီး
သူဤကလို့ မပေါင်းဆုံးမလို့ သာဝင်တို့စီ ဒီမြတ်သူကသူလိုယူထားတယ်အလူရှင်လူမကြီးကစေတနာကိုလို့ရဲ့ဒီပါလုံးသိဒီပါပဲဒီပါပဲစိတ်ရတိုင်းမင်္ဂလာဆိုင်နဲ့ပြောတိကရဲ့ကတိစက်ပဲမတွေ့ရရွှေလန်းခင်းမဲ့ ဒီတိုင်းရွှေလန်းကြီးနေ နိဗ္ဗာန်ကိုရည်မဲ့နိုင်ဖို့ရဲ့လက်သက်အောင်မြင်နေမယ် တော့ကြောမှုသိလျှောက်လန်းရမယ် ရွှေဘမရည်စက်စားလာရွှေလန်းခင်းမဲ့လူတော်ကြီးကို အဲ့လိုကြည့်တယ်မ ကျေးဇူးတင်ပါတယ်ရှင်